ငရဲပြည်ကိုလာကြရတဲ့မာတုကာမများအကြောင်းဘာဖြစ်လို့ဒီအမျိုးသမီးမိန်းမတွေဟာငရဲပြည်ကိုလာကြရတာလဲလို့ဆိုရင်အရှင်အနုရုဒ္ဓကိုတော်မြတ်ကြီးကမြတ်စွာဘုရားနာကိုချင်းကပ်ပြီးတော့မှမိဂုံးလေးတွေမေးလျှောက်ပါတယ်မြတ်စွာဘုရားတဲ့တပည့်တော်ဒိဗ္ဗစက္ခုဉာဏ်နဲ့လောကကြီးကိုကြည့်ရှုလိုက်တဲ့အခါမှာအမျိုးသမီးတော်တော်များများဟာငရဲပြည်ကိုသွားကြပါတယ်တဲ့အဲ့ဒီအမျိုးသမီးတွေကွယ်လွန်သွားတဲ့အမျိုးသမီးတွေဟာဘာဖြစ်လို့ငရဲပြည်ကိုအသွားများကြတာလဲဖရာလို့မြတ်စွာဘုရားကိုမေးလျှောက်ပါတယ်အဲ့ဒီမှာမြတ်စွာဘုရားကအနုရုဒ္ဓတဲ့ဒီအမျိုးသမီးတွေကွယ်လွန်သွားကြတဲ့အခါအပေကိုလာကြောင်းအချက်၃ချက်ရှိတယ်တဲ့အဲ့ဒီအချက်၃ချက်ကဘာတွေလဲလို့ဆိုရင်နံပါတ်1နန်းနဲ့မိုးတောက်အလင်းရောက်လာတဲ့အခါမှာကိုယ့်ရဲ့ပစ္စည်းဥစ္စာတွေကိုဝန်တိုတယ်ဝန်တိုမစ္စရိယဖြစ်တယ်ပေါ့မပေးရမကြွေးရမလူရမတန်းရဒီလိုစိတ်မျိုးတွေဖြစ်တယ်တဲ့နံပါတ်2အချက်ကတော့နေ့လည်ခင်းရောက်လာတဲ့အခါမှာအဲ့ဒီအမျိုးသမီးတွေဟာသူတစ်ပါးရဲ့ပစ္စည်းတွေကိုညူစုစောင်းမြောင်းလေးရှိတယ်တဲ့ဥပမာဆိုကြပါစို့သူတစ်ပါးကကိုယ့်ထက်ကိုတားပြီးတော့ဝတ်စားဆင်ရင်မှုတွေကအစသုံးတဲ့အသုံးဆောင်တွေကအစကိုယ့်ထက်ကိုတားနေပြီဆိုရင်ညူစုစောင်းမြောင်းပြီးတော့စိတ်ထဲမှာမကောင်းတဲ့အကျင့်တွေဖြစ်နေတယ်ဒါဆိုရင်အပယ်ကိုလာပါတယ်ဒါနံပါတ်1အချက်ပါနံပါတ်3အချက်ကတော့အမျိုးသမီးတွေဟာညရောက်လာတဲ့အခါမှာကာမရာဂထကြွတောင်းကြတယ်တဲ့ဒီအချက်3ချက်နဲ့ပြည့်စုံတဲ့အမျိုးသမီးတွေဟာငရဲပြည်ကိုလာကြရပါတယ်လို့မြတ်စွာဘုရားကဖြေတော်မူပါတယ်အပြိုကြီးတယောက်အကြောင်းကိုပြောပြမယ်ဗျကောသလတိုင်းရဲ့ဆန္ဒပုတ်ရွာလေးတစ်ရွာမှာအပြိုကြီးတယောက်ရှိပါတယ်အဲ့ဒီအပြိုကြီးကရုပ်ရည်ကလည်းအမတန်ချောမောလှပပြီးတော့ပစ္စည်းဥစ္စာတွေကလည်းပေါ်ပါတယ်ဥစ္စာဘောရုပ်ချောပေါ့အဲ့ဒီအမျိုးသမီးကြီးရဲ့အိမ်နားမှာခရီးသွားတဲ့သူတွေတဲခိုဖို့အတွက်အိမ်လေးတစ်လုံးဆောက်ထားပါတယ်အဲ့ဒီအိမ်လေးတစ်လုံးကိုအရှင်အနုရုဒ္ဓရောက်ရှိလာပါတယ်အရှင်အနုရုဒ္ဓကမိုးလဲချုပ်သွားပြီဆိုတော့ဒီညဒီမှာတဲမယ်ပေါ့တဲမယ်ဆိုတော့တဲခိုတဲ့အိမ်လေးနဲ့နီးတဲ့အပြူကြီးကိုပန်ကြားရပါတယ်ဒီမှာသတင်းသုံးကျင်တော့ဒီညဒီမှာကျင်းကျင်တော့အဆင်ပြေမလားဆိုတော့ပြေပါတယ်ဖေဟာလို့အရှင်အနုရုဒ္ဓသတင်းသုံးမယ်လဲလို့ကောတခြားသောဧည့်သည်တွေကဆိုက်ဆိုက်မြိုက်မြိုက်ဆိုသလိုအဲ့ဒီတဲခိုတဲ့အိမ်လေးကိုရောက်ရှိလာကြပါတယ်ရောက်ရှိလာတော့အပြူကြီးကလည်းပဲအရှင်အနုရုဒ္ဓကိုရှောက်တယ်အရှင်ဘုရားတဲ့ဟောဒီတဲခိုမဲ့အိမ်လေးမှာလူတွေကလည်းပဲကြက်ကြက်တိတ်တိတ်နေဆိုတော့အရှင်ဘုရားအနေရထိုင်ရခက်လိမ့်မယ်တဲ့။ဒါကြောင့်မို့တပည့်တော်မအိမ်မှာခရင်လေးတစ်လုံးရှိပါတယ်ဖေဟာတဲ့အရှင်ဘုရားအဲ့ဒီမှာလာကျိမလားလို့သူကပင့်ပါတယ်။ဒီအပြိုကြီးကရှင်အနုရုဒ္ဓကိုမြင်ကြတဲ့ကတတ်မဲ့နေတယ်ဆွဲလန်းနေတယ်ချစ်ခင်နေတယ်ဗျ။ပြီးတော့ရှင်အနုရုဒ္ဓကလည်းပဲစိတ်ဝန်ခံတော်မူပြီးတော့ကြွတော်မူပါတယ်။ညရောက်လာတဲ့အခါကျတော့ဒီပြိုကြီးကအိမ်မှာရှိတဲ့လှပေးတိုက်ရပါပြီဆိုတဲ့အဝတ်စားမျိုးကိုရွေးချယ်ပြီးတော့မှအရှင်အနုရုဒ္ဓရှင်မှာဝတ်ပြပါတယ်ပြီးတော့မှလျှောက်ပါတယ်အရှင်ဘုရားတဲ့တပည့်တော်ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေကိုလည်းပဲအရှင်ဘုရားသိမ့်ပိုက်တော်မူပါနောက်ပြီးကြတော့တပည့်တော်ကိုလည်းပဲအရှင်ဘုရားရဲ့အပိုင်အဖြစ်သိမ့်ပိုက်တော်မူပါနားလည်အောင်ပြောရရင်တပည့်တော်ကိုယူပါပေါ့ဒီလိုပြောပါတယ်အရှင်အနုရုဒ္ဓကစိတ်ပဲနေပါတယ်မြို့ကြီးကိုလည်းမကြည့်ပါဘူးဒီလိုပြောလို့သူ့စကားကိုနားမထောင်မှန်းသိတော့ဒီမြို့ကြီးကဘယ်လိုလုပ်ပြတော့ဆိုတော့ခန္ဓာကိုယ်မှာဝတ်ထားတဲ့အဝတ်တွေကိုအကုန်လုံးချွတ်ပလိုက်တယ်ဝတ်လက်စစ်လက်ဖြစ်သွားတာပေါ့ဗျာအဲ့ဒီလိုဖြစ်သွားတော့လမ်းလျှောက်ပြတယ်ထိုင်ပြီးတော့မှမြူဆွဲတယ်အိပ်ပြီးတော့မှမြူဆွဲတယ်အမျိုးသောနီးတွေနဲ့အရှင်အနုရုဒ္ဓကိုတော်မြတ်ကိုမြူဆွဲပါတယ်ဘလောက်ပဲမြူဆွဲအရှင်အနုရုဒ္ဓကတော့ညက်လွာလေးကိုချပြီးတော့မှအမျိုးကြီးကိုလည်းမကြည့်ပါဘူးအေးဆေးဆေးပဲတရားမှတ်နေပါတယ်
ဒီလိုမြူဆွဲလို့မရမှန်းသိသွားတော့အပြူကြီးကသဘောပေါက်သွားတယ်။အော်လောကကြီးမှာရှိတဲ့ယောက်ျားတော်တော်များများကငါ့ကိုကြိုက်ကြတယ်။ငါပစ္စည်းဥစ္စာတွေကိုမက်မောကြတယ်။ဒီကိုတော်ကတော့ငါ့ကိုလည်းမတမ်းပါဘူးငါ့ကိုလည်းမဆွဲလာဘူးငါပစ္စည်းဥစ္စာတွေကိုလည်းမမက်မောဘူး။ဒီလိုယောက်ျားမျိုးကရှားပါတယ်။အဲ့တော့ငါတရားကျင့်တဲ့အမျိုးသားကိုငါဖျက်ဆီးမိတော့မယ်မဖြစ်ဘူးငါတောင်းပန်မှာဆိုအဝတ်တွေကိုပြန်ဝတ်ပြီးတော့အရှင်ဘုရားတပည့်တော်မလိမ်မို့မလိမ်မာလေးကိုအရှင်ဘုရားခွင့်လွှတ်တော်မူပါတပည့်တော်အပြစ်တွေကိုလည်းအရှင်ဘုရားဝေမြူပါနဲ့ဘုရားလို့လျှောက်တော့အရှင်အနုရုဒ္ဓကြီးကလည်းခွင့်ပြုပါတယ်ခွင့်လွှတ်ပါတယ်နောက်နေ့နာနယ်မို့တော့အလင်းရောက်တော့အရှင်အနုရုဒ္ဓကိုစွမ်းနေကပ်ပါတယ်စွမ်းကပ်ပြီးတော့တရားဟောလိုက်တဲ့အချိန်မှာဒီအပြူကြီးကလည်းဗုဒ္ဓဘာသာဝင်တယောက်ဖြစ်သွားပါတယ်တဲ့အကျဉ်းချုပ်ပြန်ပြောရမယ်ဆိုရင်တော့အမျိုးသမီးတွေအပေကြတာဘာဖြစ်လို့လဲဆိုတော့ခဏနေကမြတ်စွာဘုရားမိန့်ခဲ့တဲ့နံပါတ်1နတ်နယ်မို့တော့အလင်းရောက်လာတဲ့အခါမှာကိုပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေကိုဝန်တိုမစ္စရိယဖြစ်တယ်မပေးနိုင်မကြွေးနိုင်မလူရဲ့မတန်းရဲ့ဖြစ်ပါတယ်အဲ့တော့ပေးပါကြွေးပါလူပါတန်းပါလူပါတန်းပါဆိုတဲ့နေရာမှာကြွေးပါမွေးပါဆိုတဲ့နေရာမှာကိုယ်အိမ်မှာရှိတဲ့ခွေးလေးတွေကြွေးမလားကြောင်လေးတွေကြွေးမလားကိုသားတွေကိုသမီးတွေကိုပဲပေးမလားကြွေးမလားတခြားသောညာတန်ဃာတွေကိုလည်းလူပါတန်းပါဒါကိုပြောတာဖြစ်ပါတယ်။နာမနေ့အချက်ကတော့သူတစ်ပါးတွေကြီးပွားနေတယ်အောင်မြင်နေတယ်ကိုယ့်ထက်ကိုတာသောအသုံးဆောင်တွေကိုသုံးဆောင်နေရပြီဆိုရင်ကိုယ်စိတ်မှာအိတ်တာမစ္စရိယမဖြစ်ဘဲနဲ့သူတို့တွေဒီထက်ကောင်းတဲ့အသုံးဆောင်တွေဝကောင်းစားလာတွေကိုဝတ်နိုင်ကြပါစေဆိုပြီးမုဒိတာပွားများရပါမယ်။နံပါတ်3အချက်ကတော့ကာမရာဂထကြွတောင်းကြတယ်ဆိုတဲ့နေရာမှာဒီစိတ်တွေဟာပုထုဇဉ်တိုင်းဖြစ်တဲ့စိတ်တွေဖြစ်ပါတယ်ဒီစိတ်ကိုဗရိတ်အုပ်နိုင်ဖို့ဆိုရင်တော့တတိလိုအပ်ပါတယ်တတိနဲ့ထိန်းချုပ်ပြီးတော့မှဗရိတ်အုပ်ပါလို့ပြောချင်ပါတယ်ဒီအချက်3ချက်ကိုရှောင်ကြပါလို့ပြောရင်းနဲ့အားလုံးပဲကြမှာချမ်းသာကြပါစေခင်ဗျာ